America ကနာမည်ကြီး Raising Cane's ကြက်ကြော်ပိုင်ရှင် Todd Grace ကတစ်ချိန်လုံးကအတန်းထဲမှာအဆင့်အနှိမ့်ဆုံးရခဲ့တဲ့ကျောင်းသားတစ်ယောက်ပါအဲ့ဒီကနေဘလို့လို့ဘီလီယံ20ကျော်ဒေါ်လာချီကြက်ကြော် empire ကြီးကိုတည်ထောင်ခဲ့တာလဲ America မှာဒီလောက်များပြားနေတဲ့ fast food chain brand တွေထဲမှာ Raising Cane's ကတော့ညီမအကြိုက်ဆုံးထဲမှာပါပါတယ်ကျောင်းလုံးကသူ့ professor ကိုအဓိက menu တမဲထဲပါတဲ့ကြက်ကြော်ဆိုင် business project plan ကိုသင်ပြခဲ့ပါတယ်အဲ့ဒါနဲ့သူ့ဆရာကစားတောက်ဆိုင်ဖွင့်ရင်အဓိကအမဲတမဲထဲဘလို့ရောင်းလို့ရမှာလဲဆိုပြီးတော့သူ့ရဲ့ business proposal ကိုအတန်းထဲမှာအဆင့်အနှိမ့်ဆုံးပေးခဲ့တယ်ဒီလိုအခြေအနေကနေ Raising Cane's ကိုအောင်မြင်အောင်လုပ်ခဲ့တဲ့အချက်၃ချက်ကိုပြောပြသွားမှာဖြစ်ပါတယ်ပထမအချက်ကတော့ menu item အနည်းဆုံးနဲ့အရေးသွေးကိုထိန်းချုပ်ခြင်းစားတောက်ဆိုင်အများစုတွေက menu item တွေအများကြီးရောင်းချနေတဲ့အချိန်မှာ Cane's ကတော့စက်သားချောင်းကျော် chicken tenders တမျိုးတည်းကိုပဲအာရုံစိုက်ခဲ့ပါတယ် menu item မများတဲ့အတွက်စက်သားရဲ့လက်ဆက်မှုပြင်ဆင်ပုံနဲ့အချိန်မဆိုင်ပဲမြင်မြန်ဆန်ဆန်ဝန်ဆောင်မှုတွေပေးနိုင်တာတွေမှာတခြားဆိုင်တွေထက်အဆပေါင်းများစွာတာလွန်ခဲ့ပါတယ်ဒုတိယအချက်ကတော့စိတ်ဓာတ်နဲ့ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုဘဏ်တွေကချင်းငွေညှင်းပယ်ခံရပေမဲ့ Tots ကအရှုံးမပေးပါဘူး Los Angeles မှာရေနံတန်းစင်စက်ရုံအလုပ်သမားအဖြစ်တပတ်ကိုနိုင်90လုပ်ခဲ့သလို Alaska ပင်လယ်ပြင်မှာငါးဖမ်းလှေလုပ်သားအဖြစ်အသက်နဲ့ရင်းပြီးစူးစမ်းခဲ့ပါတယ်ဒီလိုချွေးနှဲစာတွေနဲ့ရှာထားတဲ့ပတ်စံနဲ့ပဲ Cane's ရဲ့ပထမဆိုင်ကိုကိုယ်တိုင်အုံမြင့်ချတည်ဆောက်ခဲ့ပါတယ်တတိယအောင်မြင်ခဲ့တဲ့အချက်ကတော့ secret sauce နဲ့တမှုထူးခြားသောအမှတ်တစိမ့် Raising Cane's ရဲ့ဆွဲဆောင်မှုအရှိဆုံးအရာကတော့ညီမတို့နေတဲ့ secret sauce ပါပဲဒီလျှို့ဝှက် sauce ဟာ mayonnaise ကိုအခြေခံပြီးကြက်သွန်ဖြူငရုတ်ကောင်းနဲ့ Worcester sauce ကိုပေါင်းစပ်ထားတာကြောင့်ကြက်ကြော်နဲ့အလွန်လိုက်ဖက်တဲ့စိတ်ဆက်ချင်းချင်းပြုံအရသာမျိုးလေးဖြစ်ပါတယ်ပြီးတော့လေသူ့ဆိုင်ရာပါမုတ်ထောပတ်မိခင်ကအရန်စားလို့ကောင်းတယ်ဗီဒီယိုထဲမှာတော့လေ6သွေးဖြစ်နေပေမဲ့အပြင်မှာတော့ကြက်ကြော်နဲ့အရန်လိုက်ဖက်ပါတယ်ဒါအပြင်စိုက်နာမည်ကိုသူ့ရဲ့ချစ်စရာကောင်းတဲ့အဝါရောင်လက်ဘတော်ခွေးလေးနာမည် Raising Cane's ကိုအစွဲပြုပြီးပေးထားတာကြောင့်စားသုံးသူတွေနဲ့ပုံမရင်းနှီးနှွေးထွေးတဲ့ branding တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်